မကျူမီကတော့ဂျူဂျူဆူစီမီယာအီတာရိုယူဂျီကိုချက်ချင်းတက်ပြမယ်လို့ပြောနေတော့မှာပဲယူဂျီကစကားပြောလိုက်တာကြောင့်မကျူမီလည်းကျေးဇူးကောင်းလိုက်ယူဂျီလာဆိုတော့ဝေခွဲမေးရဖြစ်နေခဲ့ပါတယ်အဲ့အချိန်မှာပဲမကျူမီရဲ့နောက်ကနေမျက်စိကိုစီးထားတဲ့လူတယောက်ရောက်လာပြီးမကျူမီရဲ့စုပ်ပြက်နေတဲ့မျက်နှာကိုမြင်တော့ဒုတိယနဲ့ចောင်းသားတွေကိုပြရမယ်ဆိုပြီးတပ်ဖို့နေပါရယူနေပါတယ်အဲနောက်မှာတော့ဇရင်ဖြူအောင်နဲ့ကိုဂျိုဆိုသူဟာမကျူမီကိုကျေးဇူးပစ္စည်းရဲ့ကြောင်းမေးလိုက်တာကြောင့်ယူဂျီကလည်းသူစားလိုက်မိပြီဆိုတဲ့အကြောင်းဝင်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ကိုဂျိုကလည်းယူဂျီကိုမင်းစားလိုက်တဲ့ကျင်းစာပစ္စည်းရဲ့မူရင်းပိုင်ရှင်ဆာကူနာပုံစံပြောင်းနိုင်လာမေးလိုက်တော့ယူဂျီလည်းရနိုင်လောက်မဲ့ထင်တယ်လို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ကိုဂျိုကအေးစေးကြောလျှော်ရင်ဆာကူနာနဲ့10စက္ကန့်လောက်နေရလဲပဲလို့ပြောတော့ယူဂျီကစိတ်ပူနေပေမဲ့ကိုဂျိုဟာသူကတန်မာတာမလို့အေးစေးပဲလို့ပြန်ပြောလိုက်ပါတယ်။မကျူမီကိုလည်းသူ့လက်ထဲကထုတ်ကိုပြစ်ပေးလိုက်ပြီးတော့ကိုဂျိုကစကားပြောနေတော့ဆာကူနာပုံစံပြောင်းသွားတဲ့ယူဂျီကရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့လည်းကလေးတသားကမျိုးကိုဂျိုကအေးစေးရှောင်ပြလိုက်ပြီးတော့စကားပြောတော့မပြတ်ပဲဆာကူနာရဲ့ကြောပေါ်မှာထိုင်းလျက်သာဖြစ်နေခဲ့ပါတယ်။အဲနောက်မှာတော့ဆာကူနာရဲ့တိုက်ခိုက်ချက်တွေကိုကိုဂျိုကအေးစေးလေးရှောင်ပြနေပြီးတော့သူ့တစ်ပက်လေးရှေ့မှာခမမ်းမဲ့ပုံစံလေးဖြစ်နေရမယ်လေလို့ပြောကဆာကူနာကိုလည်းတစ်ချက်နဲ့ဆုံးမပေးလိုက်ပါတယ်။ဒါပေမဲ့ယူဂျီရဲ့တမာတဲ့ခန္ဓာကိုယ်နဲ့ဆာကူနာကလည်းဒီလောက်နဲ့တော့မပြုံပဲဂျူဂျူဆူကျောင်းကမော်စီယာတွေကအမြဲရှော့ထုတ်တွေပဲလို့ပြောကကိုဂျိုကိုတိုက်ခက်လက်ပင်မဲ့လေချေရလေးတောင်မတင်မဲ့ကိုဂျိုကစက္ကန့်တွေကိုသာရေတွက်နေခဲ့ပါတယ်10စက္ကန့်ပြည့်သွားတဲ့အခါယူဂျီရဲ့အသီးစိတ်ကပြန်ဝင်လာတော့ကိုဂျိုလည်းအန်အော်သွားပြီးတကယ်ထိန်းချုပ်နိုင်တာပဲလို့ချီကျူးကယူဂျီရဲ့နှစ်ခုကိုတီးပြီးတတိလစ်သွားအောင်လုပ်လိုက်ပါတယ်အဲနောက်မှာတော့မကျူမီကဂျူဂျစ်ဆူစီမင်းရယူဂျီကိုတပ်ပြရမယ်ဆိုပေမဲ့လည်းယူဂျီကိုမသေးသေးခြင်းတဲ့အတွက်ကဲတင်ပေးပါလို့ကိုဂျိုကိုတောင်းဆိုတဲ့အတွက်ကိုဂျိုလည်းလက်ခံခဲ့ပါတယ်ဒီအကြောင်းတွေကိုကိုဂျိုကအခုမှနိုးလိုက်ယူဂျီကိုပြန်ပြောပြနေပြီးဒါပေမဲ့လည်းတေးတံပေးရလို့ပြောလိုက်တော့ယူဂျီလည်းပြောနေလို့တောင်းရညီတယ်တောက်တယ်လွဲ့စရာပဲလို့တွေးနေခဲ့ပါတယ်ကိုဂျိုကဒါပေမဲ့လည်းသူ့ရဲ့ကြိုးစားမှုကြောင့်ယူဂျီကိုတေးတံကနေစမ်းခံထားတယ်လို့ပြောတော့ယူဂျီလည်းဘာလို့လဲလို့မေးလိုက်ပါတယ်ကိုဂျိုကယူဂျီစားလိုက်တာနဲ့ပုံစံတူလက်ချောင်းတစ်ခုကိုထုတ်ပြလိုက်ပြီးစုစုပေါင်းဒါမျိုး60ရှိတယ်လို့ပြောပြလိုက်ပါတယ်တကယ်တော့ဒါဟာဒန်နာအီလာကျင်းစာပရင်ဆာကူနာရဲ့လက်ချောင်းတစ်ချောင်းချင်းစီဖြစ်ပြီးဆာကူနာဟာလက်လေးပဲရှိတာကြောင့်လက်60ဖြစ်နေတာပါလောလောဆယ်မှာတော့သူတို့ဂျီဂျူဆူစီယာတွေကလက်6ချောင်းကိုပိုင်ဆိုင်ထားပြီးဘလို့မှလည်းပြည့်စည်လို့မရတာကြောင့်ကျင်းစာကပိုစွမ်းအားကြီးလာတာပါဒီလက်ချောင်းတွေကိုကျဲပိတ်ဖို့ကလည်းကုခစ်စီယာတွေမလုံနိုင်တော့တာကြောင့်ကိုဂျိုကမင်းကိုလိုအပ်တယ်လို့ပြောတော့ဂျူဂျီလည်းနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်ကိုဂျိုကယူဂျီနဲ့ကျင်းစာပစ္စည်းကပေါင်းဆက်သွားပြီးဆာကူနာရဲ့လက်ချောင်းကိုစားထားတဲ့ယူဂျီသေးရင်ဆာကူနာလက်သေးမှာဖြစ်လို့အခုချိန်မှသာတက်ပစ်လိုက်ရင်နှမျောစရာကောင်းတာကြောင့်ဆာကူနာရဲ့လက်ချောင်းတွေကိုကုန်စားပြီးမှသေးသေးချင်းတာပါအဲနောက်ယူဂျီကိုအခုသေးမလားဆာကူနာရဲ့လက်ချောင်းတွေကိုကုန်စားပြီးမှသေးမလားလို့ရွေးချယ်တဲ့အနှစ်ခုပေးလိုက်ပါတယ်နောက်တည့်ရက်မှာတော့ဆေးရုံမှာဆာဆာကီတေးရောက်အီကူချီပေးမှာလူနာဆောင်ဖြစ်ထိုင်နေတော့ယူဂျီကလူနာလာမေးတော့အားလုံးကသူ့အပြစ်တွေပါလို့ပြောပြီးအိညာကမကောင်းစကားတွေကိုလည်းတွေးခဲ့ရပြီးသူလည်းဖမ်းခံရသေးတယ်လို့ပြောနေခဲ့ပါတယ်ယူဂျီကတော့အဲ့ဒီအချင်းကပစ္စည်းရဲ့ကျင်းသားကောင်းတွေကိုပိုစွမ်းအားကြည့်အောင်လုပ်ပေးတယ်ငါသားပေါ်သားမျိုးဖြစ်တာအကြောင်းအဲ့ဒါကိုယူခဲ့တဲ့ကျွန်တော်အပြစ်ပါလို့ပြောပြီးနှစ်သိပ်ပေးကတောင်းပန်လိုက်ပါတယ်အဲနောက်မှာတော့ဆာဆာကီကိုနှုတ်ဆက်ပြီးကိုဂျိုစီကိုထွက်လာခဲ့လိုက်ကကျင်းသားတွေအကြောင်းမေးမြန်းနေခဲ့တာအကြောင်းကိုဂျိုလည်းကျင်းသားတွေရဲ့တိုက်ခိုက်ခံရတာတွေကိုရှင်းပြလိုက်ပြီးနောက်တော့ယူဂျီလည်းဆာကူနာလည်းကျောင်းတွေကိုလိုက်ရှာရင်းနဲ့ကိုရန်ကြုံတွေ့လာမှာပါလို့လည်းပြောပြလိုက်ပါတယ်အဲနောက်မှာတော့ယူဂျီတယောက်သူ့အဖိုးရဲ့ရိုးပြတွေကိုအိုးထဲထည့်နေတော့သူ့အဖိုးရဲ့လူတွေကိုကူညီပါဆိုတဲ့စကားသံကိုပြန်ကြားအောင်လာပြီးကိုဂျိုစီကဆာကူနာလက်ချောင်းတစ်ချောင်းကိုတောင်းကစားပြလိုက်ပါတယ်တစ်ချိန်တည်းမှာပဲယူဂျီဟာကျင်းသားမတ်တွေပေါ်လာပြီးနာကျင်နေတာကိုကိုဂျိုလည်းမြင်တွေ့နေရကတိုက်ခတ်ဖို့လည်းအသင့်ပြထားလိုက်ပါတယ်ဒါပေမဲ့လည်းယူဂျီကပြန်လဲထိန်းချုပ်နိုင်ခဲ့တဲ့အကြောင်းကျင်းသားမတ်တွေကလည်းပြန်လဲပြောက်ွယ်သွားကကိုဂျိုကလည်းအနည်းတစ်ထောင်အတွင်းဒီလိုထိန်းချုပ်နိုင်ကယူဂျီပထမဆုံးပဲလို့တွေးနေခဲ့ပါတယ်အဲနောက်မှာတော့ယူဂျီကဆာကူနာစိတ်ပိုင်းနဲ့အလုံးကျွန်တော်စားပြစ်မယ်နောက်ထပ်လည်းဘာပဲဖြစ်လာကျွန်တော်သေးဖို့ဆန်းသင်းဖြစ်နေလို့ပြောလိုက်တော့ကိုဂျိုလည်းသဘောကျသွားပြီးအထုပ်ပိုးတွေပြင်ဆင်ခိုင်းလိုက်ကထွက်သွားဖို့လုပ်လိုက်တဲ့အချိန်မှာပဲမကျူမီကိုတွေးလိုက်ရပါတယ်မကျူမီကယူဂျီကိုဂျူဂျစ်ဆူကျောင်းကိုတက်ရမယ်လို့ပြောပြီးယူဂျီကိုဂျပန်မှာနှစ်ခုပဲရှိတဲ့တိုကျိုမြို့ကဂျူဂျစ်ဆူကျောင်းကိုခေါ်လာခဲ့လိုက်ပါတယ်ဂျူဂျစ်ဆူကျောင်းသားတွေကကျောင်းပြီးသွားရင်တော့ကျောင်းမှာပဲနေပြီးဂျူဂျစ်ဆူမရှင်တွေကိုကူညီပေးရတယ်လို့လည်းကိုဂျိုကရှင်းပြနေပြီးယူဂျီကိုလည်းကျောင်းအကြီးဆုံးမှာအင်တာဗျူးဖြေရမှာမလို့တေချာစူးစမ်းတော့လို့လည်းမှာကြားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲယူဂျီရဲ့ဘာကနေဆာကူနာရဲ့ပါဇက်ကထွက်လာပြီးကိုဂျိုကိုမင်းရဲ့ကြောင်းမဟုတ်ဘူးလားလို့မေးလိုက်တော့ယူဂျီလည်းချက်ချင်းပါဇက်ကိုလက်နဲ့အုပ်လိုက်ပေမဲ့ဆာကူနာရဲ့ပါဇက်ကတော့ယူဂျီရဲ့လက်မှာထပ်ပေါ်လာပြီးကိုဂျိုကိုအမြင်ကတ်တာမလို့ဒီခနာကိုအပိုင်ရတာနဲ့ကိုဂျိုကိုရင်သက်ပေးမယ်လို့ပြောလိုက်ပါတယ်ကိုဂျိုကတော့ယူဂျီရဲ့ကိုယ်ထဲမှာရှိနေတဲ့ကောင်ဟာရိုမန်ဆာကူနာလို့ပြောလိုက်ကမျက်နှာနှစ်ခုနဲ့လက်လေးဘက်ပါရှိပြီးကျန်းကျုပ်တမာတဲ့လူတစ်ယောက်ပဲလို့ပြောလိုက်ပါတယ်
လွန်ခဲ့တဲ့နှစ်တစ်ထောင်လောက်တုန်းကဂျူဂျစ်စုဆရာတွေစုပေါင်းပြီးဆာကူနာကိုနှိမ်နင်းခဲ့တာမလို့ဆာကူနာလည်းရှုံးနိမ့်သွားခဲ့ရပါတယ်။ဆာကူနာနာမည်နဲ့တည်ဆုံသွားပြီးတာတောင်မှသူ့ရဲ့ကျင်းသားအနေနဲ့ကြန့်ရှိနေတဲ့စိတ်ပိုင်းတွေကိုဘယ်သူမှမဖျက်ဆီးနိုင်တာကြောင့်သူ့ကိုကျင်းသားဘရင်လို့လည်းခေါ်ကြတဲ့အကြောင်းကိုဂျိုကရှင်းပြနေခဲ့ပါတယ်။ဂျူဂျီကကိုဂျိုနဲ့ဆာကူနာဘယ်သူပိုကြမ်းလဲမေးတော့ကိုဂျိုလည်းဆာကူနာကအစွမ်းပြင်းနဲ့ဆိုရင်နည်းနည်းအခက်တွေ့နိုင်ပေမဲ့သူပဲနိုင်မှာပါလို့လေးတိုက်လိုက်ပါတယ်။အဲနောက်မှာတော့အယုတ်လေးကြားမှာလက်လုံးယုတ်လေးထိုးနေတဲ့ကျောင်းအုပ်ကြီးစီရောက်တဲ့အချိန်ကျောင်းအုပ်ကြီးက10မိနစ်နောက်ကျလို့ဆိုပြီးကိုချိုကိုဆူလိုက်တော့ကိုချိုက10မိနစ်တည်းနဲ့ဘာဖြစ်သွားမှမလို့လဲလို့ပြောလိုက်ကယူဂျီနဲ့လည်းမိတ်ဆက်ပေးလိုက်ပါတယ်ယူဂျီကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးကျောင်းအုပ်ကြီးကဂျစ်ဂျစ်စုပညာတွေကိုသင်ပြီးဘာလို့မှလဲလို့ယူဂျီကိုမေးလိုက်တော့ယူဂျီကအန်ဒီအများတဲ့သကူနာလက်ကျောင်းတွေကိုလိုက်စုမယ်လို့ပြန်ဖြေလိုက်ပါတယ်ကျောင်းအုပ်ကြီးကတော့လောကမှာကျင်းသားကြောင့်မဟုတ်ဘဲမတော်တဆမှုကြောင့်ယောဂကြောင့်အမြဲတည်တဲ့သူတွေအများကြီးရှိတာမလို့အဲ့လူတွေကိုယူဂျီဘာလို့ပေးနိုင်မှာမလို့လဲလို့ပြန်မေးလိုက်ပါတယ်ယူဂျီကတော့အဖိုးရဲ့လူတွေကိုကယ်တင်ပေးပါဆိုတဲ့စကားကြောင့်လူတွေကိုကိုကြီးကျင်တာပါလို့ပြောလိုက်တော့ဒါကိုကြားလိုက်ရတဲ့ကျောင်းအုပ်ကြီးကလည်းချားလူတယောက်အတွက်နဲ့ကိုကိုစတေးမဲ့လို့ပြောတာလားဆိုပြီးကျောင်းဝင်ကြားတယ်လို့ပြောလိုက်ကကျင်းသားထည့်ထားတဲ့ရုံနဲ့ယူဂျီကိုတိုက်ခတ်လိုက်ပါတယ်ကျင်းသားရုပ်ကလည်းယူဂျီကိုပြေးထိုးလိုက်တာကြောင့်ယူဂျီလည်းလွတ်ထွက်သွားခဲ့ရပါတယ်ယူဂျီကတော့သူ့ဖို့ပြောခဲ့တာမလို့အခြားလူမဟုတ်ပဲမိသားစုဝင်လို့ပြောလိုက်ကရုပ်ကိုတစ်ချက်ထိုးပေးလိုက်တော့ရုပ်ကလည်းဝေးကိုလွတ်ထွက်သွားပေမဲ့ပြက်စီးမသွားပဲမမြင်ရလောက်လင်းမြန်သွားပြီးမျက်နှာချက်ကိုခြေကန်ကယူဂျီကိုပြန်ထိုးပေးလိုက်ပါတယ်။ကျောင်းအုပ်ကြီးကတော့ဂျီဂျစ်စုဆရာတွေကတက်အန်တရနဲ့အမြဲကြုံနေရပြီးတခါတလေကျင်းစာပူးကတ်တဲ့လူတွေရှိလာရင်လည်းကျင်းစာကိုနှင်ဖို့အဲ့လူကိုပါတခါခုတ်ပြရတာမျိုးတွေရှိတာမလို့ဒီအလောက်ကတာယာတဲ့လုံမဟုတ်ဘူးနော်လို့ယူဂျီကိုရှင်းပြနေခဲ့ပါတယ်။ဒါကြောင့်မြန်မာရည်ရွယ်ချက်နဲ့ယူသွမှုမရှိပဲချားလူတယောက်ကြောင့်လို့ပြောနေရင်တော့ဟာသားဆန်တဲ့တခါထူတာဖြစ်ပြီးမင်းရဲ့တည်တံကိုဆိုင်းငံ့ကျင်လို့ပြောရင်တော့ငါယုံမယ်လို့ကျောင်းအုပ်ကြီးကပြောနေခဲ့ပါတယ်။နောက်ပြီးကျောင်းအုပ်ကြီးကယူဂျီအနေနဲ့ကျင်းသားကောင်းတွေကိုတိုက်ခိုက်ရင်တည်သွားခဲ့ရင်တော့ငါတည်ရတာအဖိုးကြောင့်ဆိုပြီးတမလွန်မှအမြဲပြစ်တင်နေမှလားလို့ထပ်မေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ယူဂျီကလည်းတခုကိုစဉ်းစားနေတော့အယုတ်ရဲ့ဂျွန်တပတ်လက်လောက်တဲ့ထိုးချက်ကိုယူဂျီတယောက်ခန်းစားလိုက်ရပါတယ်။အဲနောက်ကျောင်းအုပ်ကြီးကလူတွေတေကန်နေတဲ့အခါဘာတွေတွေးကြလဲမသိပေမဲ့အကယ်၍ယူဂျီဟာတေကန်နေချိန်နေရောက်ခဲ့ရင်တော့အဖိုးကြောင့်ဆိုပြီးတေချာပေါ့ကျေသေးနေမိလိမ့်မယ်လို့ပါတတိထပ်ပေးလိုက်ပါတယ်။နောက်ပြီးဂျီဂျစ်စုဆရာဆိုတာစိတ်ထဲမပြတ်သားတဲ့တေကန်နေချိန်နေမှာနောက်တိုင်းရမယ့်လူတွေကိုအလိုမရှိရမလို့ဂျီဂျစ်စုပညာတွေဘာလို့သင်နေတာလဲလို့ပြန်မေးလိုက်ပါတယ်။ယူဂျီကလည်းသူ့ကိုထိုးဖို့လုံးနေတဲ့ကောင်ကိုတကွက်ပြန်ပြလိုက်ပြီးအခုချိန်မှာဘယ်သူမှမလုံနိုင်ပဲသူတယောက်သာလုံနိုင်တဲ့သကူနာလက်ချောင်းတွေကိုစားဖို့လို့ပြန်ပြေးလိုက်ပြီးသူ့အနေနဲ့တေတန်းနေချမ်းသာရခဲ့ရင်တော့သကူနာကြောင့်လူတွေတေဆုံးတာကိုငါနဲ့မဆိုင်ဘူးငါအပြစ်မဟုတ်ဘူးလို့မတွေးနိုင်တဲ့ကြောင့်တေချင်းသေးပါသေးရှင်လျက်နဲ့နောင်တမရခြင်းဘူးဒါကြောင့်ဂျီဂျစ်စုကျောင်းကိုလာတတ်တာလို့လည်းပြောလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့ကျောင်းအုပ်ကြီးကလည်းကိုချိုကိုအခန်းပြပေးဖို့ပြောလိုက်ကယူဂျီကိုလည်းအင်တာဗျူးအောင်တယ်လို့ပြောနေတဲ့အချိန်မှာပဲယူဂျီကချုပ်ထားတဲ့ရုပ်ကိုလွတ်လိုက်တာကြောင့်ရုပ်ကယူဂျီကိုတစ်ချက်ထပ်ထိုးပေးလိုက်တော့ကျောင်းအုပ်ကြီးလည်းတောင်းပန်လိုက်ပြီးသူ့ရုပ်ကိုသိမ်းဖို့မေးသွားတယ်လို့ပြောလိုက်ပါတယ်အဲနောက်မှာတော့ယူဂျီဟာသူ့အခန်းကိုရောက်တော့အရန်ပျော်နေပြီးကိုချိုကတော့ယူဂျီဟာကျေတိုင်းနဲ့တိုက်ခိုက်တရားမလို့ပဲသူနဲ့မကီယိုမီကပဲဆာကူနာလက်ချောင်းတွေကိုယူလာပေးမယ်လို့ပြောလိုက်ပါတယ်ယူဂျီကတော့သူတယောက်တည်းအခန်းထဲမှာရှိနေချိန်မကီယိုမီဆာကူနာလက်ချောင်းယူလာမဲ့ပုံကိုစိတ်ကူးရင်ကြည့်လိုက်ပြီးအဲ့လိုအဖြစ်မခံနိုင်ဘူးလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကိုကိုဂျိုကလည်းလက်ခံလိုက်ပြီးလက်ချောင်းတွေကလည်းနေရာနဲ့မှပြန်ကျဲနေရမလို့ဘယ်နေရာမှာရှိနေလဲဘယ်သူမှမသိတာကြောင့်ရှာရတာမလွယ်ဘူးလို့ပြောနေပါတယ်အခုချိန်မှာတော့ရှာရတာလွယ်ဆုံးနည်းလမ်းတစ်ခုရှိနေပြီးအဲ့ဒါကတော့ယူဂျီကိုထဲမှာရှိနေတဲ့သကူနာဟာသူ့စွမ်းနေပြန်ရဖို့လက်ချောင်းတွေဘယ်မှာရှိနေလဲပြောပြလိုက်မယ်လို့ဆိုပါတယ်အဲ့လိုနဲ့ပြန်ထွက်လာကြတဲ့အချိန်မှာမကီယိုမီနဲ့တွေ့တော့မနှက်ပြန်ကြရင်ဂျီဂျစ်စုကျောင်းကိုတက်ရောက်မဲ့3ယောက်မြောက်ကိုအတူသွားကြွရမယ်လို့2ယောက်လုံးကိုပြောနေခဲ့ပါတယ်တစ်ဖက်မှာတော့တိုကျိုကိုလာတဲ့ရထားပေါ်မှာဂျီဂျစ်စုဂျူနီဖောင်းဝတ်ထားတဲ့ကောင်မလေးတယောက်လည်းရှိနေခဲ့ပါတယ်ဒါလေးကတော့ဂျီဂျစ်စု season 1 episode 2ဖြစ်ပြီးတော့ episode 3ကိုဆက်တင်ပေးနိုင်ဖို့အတွက် like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီး update ချက်ကိုတောင်းဆိုချင်ပါတယ်